မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီ2 money နဲ့ပေါ့ခင်ဗျာကျွန်တော်တို့ဒီ2 money နဲ့ကျွန်တော်တို့ဟိုထိုင်းကနေပြီးတော့မြန်မာပြောပေါ့ခင်ဗျာတိုက်ရိုက်ငွေလွှဲခြင်းပေါ့ခင်ဗျာဘယ်လိုလွှဲရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ပထမဆုံးအနေနဲ့ဒီ2 money software လေးတွေကိုဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ software လေးတွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ကငွေလွှဲမှာဖြစ်တဲ့အတွက်ပေါ့ခင်ဗျာကျွန်တော်တို့ transfer to မြန်မာပေါ့ခင်ဗျာ transfer to မြန်မာဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာအဲ့ဒီမှာကျွန်တော်တို့ကပေါ့ခင်ဗျာဒီ2 money ဆိုင်ထုတ်ကတော့အရင်ကလေးရရှိပြီးသားဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်တို့ update အနေနဲ့တိုးလာတော့အပေါ်ကပေါ့ခင်ဗျာဒီ KBZ Pay နဲ့ပေါ့ခင်ဗျာ KBZ Bank account နဲ့ကိုတိုက်ရိုက်လွှဲရတဲ့နှစ်ခုကတော့အခု update မှာတိုးလာတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုနမူနာအဖြစ်ပေါ့ခင်ဗျာဒီ KBZ Pay တဲ့ကိုတိုက်ရိုက်လွှဲပြောင်းအောင်မယ်ခင်ဗျာကျွန်တော်တို့ဒါကြောင့်မလို့ဒီ KBZ Pay တဲ့ကိုကျွန်တော်နှိပ်ဝင်လိုက်ပါမယ်ကျွန်တော်နမူနာအဖြစ်ပေါ့ခင်ဗျာဒီမှာ time bank 100ကိုလွှဲပြောင်းအောင်မယ်ခင်ဗျာသူကတော့အနည်းဆုံး100ပေါ့ခင်ဗျာထိုင်းဘတ်100ပဲလွှဲရပါတယ်ခင်ဗျာဒီတဲ့နဲ့တော့လွှဲရမှာမဟုတ်ပေါ့ခင်ဗျာကျွန်တော်အဲ့လိုကိုလွှဲမဲ့ငွေမောက်ကိုဖြည့်ပြီးဆိုရင်တော့ကျွန်တော်ကနေကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ကဒီနေရာမှာတော့ပေါ့ခင်ဗျာငွေလွှဲတဲ့လူရဲ့အချက်လက်တွေကိုဖြည့်ပေးရမှာပေါ့ခင်ဗျာချက်လက်ဆိုတာငွေလွှဲတွေလိပ်စာပေါ့ခင်ဗျာကျွန်တော်တို့ကထိုင်းလိပ်စာကိုတစ်ချက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီနေရာတော့ကျွန်တော်တို့ရဲ့ပေါ့ခင်ဗျာဒီမှာကျွန်တော်တို့ကဒီမှာအပေါ်ဆုံးကမေးထားတော့ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာနေတဲ့တိုက်နံပါတ်နဲ့ပေါ့ခင်ဗျာကျွန်တော်တို့က line number ကလေးတွေကိုတစ်ချက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီအောက်မှာတော့မြို့နယ်နဲ့ပေါ့ခင်ဗျာ portable code ဆိုတာလေးကိုတစ်ချက်ထည့်ပေးရမှာပေါ့ခင်ဗျာဒီအောက်မှာတော့ကျွန်တော်တို့ကလာစာပေါ့ခင်ဗျာincome ပေါ့ခင်ဗျာ income ဘယ်ရရလဲပေါ့ခင်ဗျာကျွန်တော်ဒီမှာလာစာကိုတစ်ချက်ရွေးထားတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကအဲ့လိုအချက်လက်တွေဖြည့်ပြီးဆိုရင်တော့ဒီအချက်လက်တွေကတော့ပထမတစ်ချိန်ပဲဖြည့်ရမှာဖြစ်ပါတယ်ခင်ဗျာနောက်လွှဲတဲ့ချိန်တွေဆိုရင်တော့ဒီကိုယ့်ရဲ့ငွေလွှဲတဲ့လူရဲ့အချက်လက်တွေလိပ်စာတွေကဖြည့်เสียရမလို့တော့ပေါ့ခင်ဗျာကျွန်တော်တို့ကအဲ့လိုဖြည့်ပြီးဆိုရင်တော့နှိပ်ကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာဒီနေရာမှာတော့ငွေလွှဲလက်ခံမဲ့လူရဲ့ပေါ့ခင်ဗျာဖုန်းနံပါတ်ပေါ့ခင်ဗျာကျွန်တော်တို့ KBZ Pay ဖုန်းနံပါတ်ကိုတစ်ချက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီမှာဖုန်းနံပါတ်ကလေးတစ်ချက်ယူလာအောင်ပါပေါ့ခင်ဗျာကျွန်တော်ဒီမှာဖုန်းနံပါတ်ကလေးကိုတစ်ချက်ထည့်လိုက်ပါမယ်ခင်ဗျဒီမှာကျွန်တော်တစ်ချက်ဖုန်းနံပါတ်လေးကိုတစ်ချက်ထည့်လိုက်မှာပါခင်ဗျာဒီမှာကျွန်တော်တို့ကအပေါင်း95ပေါ့ခင်ဗျာ95ဆိုတော့ဒီမှာ3ညဖြုတ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီမှာဖုန်းနံပါတ်ရှိမှာ3ညလေးဖြုတ်လိုက်တယ်မဟုတ်ပါဘူးဒီအောက်မှာတော့ကျွန်တော်ငွေလက်ဒီအောက်မှာတော့ကျွန်တော်ငွေလက်ခံမဲ့လူရဲ့နာမည်ဖြစ်ပါတယ်ခင်ဗျာဒီနာမည်ကတော့ကျွန်တော်ဖြည့်စရာမလိုပေါ့ခင်ဗျာလက်ကလေးနဲ့ထောက်လိုက်တာနဲ့အော်တိုဖြည့်သွားမှာဖြစ်ပါတယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့ကဒီအောက်မှာတော့ကျွန်တော်တို့ကလိပ်စာပေါ့ခင်ဗျာငွေလက်ခံမဲ့လူရဲ့မြန်မာပြည်ကလိပ်စာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကရွာဆိုရွာနာမည်လေးထည့်ပေးလိုက်ရင်ရတယ်ပေါ့ခင်ဗျာတအားကြီးအတိအကျတော့ဖြစ်စရာမလိုပါဘူးခင်ဗျာကျွန်တော်ကဒီမှာတော့ကျွန်တော်တို့မြို့နယ်တွေကိုတစ်ချက်ရွေးပေးရမှာပေါ့ခင်ဗျာကျွန်တော်ဒီမှာမြို့နယ်တွေကိုတစ်ချက်ရွေးပေးလိုက်ပါမယ်ခင်ဗျာကျွန်တော်တို့အဲ့လိုမြို့နယ်တွေရွေးပြီးပြီဆိုရင်တော့ဒီမှာတော့ကျွန်တော်တို့ကငွေလက်ခံမဲ့လူနဲ့ဆက်တဲ့ပုံစံပေါ့ခင်ဗျာကျွန်တော်တို့ကဘယ်လိုလဲမိသားစုဝင်လားဒါမှမဟုတ်တငယ်ချင်းလားပေါ့ခင်ဗျာအဲ့ဒါတွေကိုတစ်ချက်ရွေးပေးရမှာဖြစ်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်တို့ကဒီမှာငွေလွှဲရတဲ့အကြောင်းရင်းပေါ့ခင်ဗျာကျွန်တော်မိသားစုကိုထောက်ပံ့တာလားဒါမှမဟုတ်ပညာသင်စေလားပါတော့ပေါ့ခင်ဗျာအဲ့လာတွေကိုတစ်ချက်ရွေးပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကအဲ့လိုအချက်လက်တွေရွေးပြီးပြီဆိုရင်တော့ကျွန်တော်ကနှိပ်ကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာဒီဘက်မှာတော့ကျွန်တော်တို့ရဲ့ပေါ့ခင်ဗျာအချက်လက်တွေကိုပြန်စစ်ခိုင်းတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အဲ့လိုအချက်လက်တွေသိကြပြီဆိုရင်တော့ဒီမှာ confirm ကိုတစ်ချက်နှိပ်လိုက်ရမှာဖြစ်ပါတယ်ခင်ဗျာဒီမှာ confirm ကိုတစ်ချက်နှိပ်လိုက်ရမှာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာကျွန်တော်လွှဲတာထိုင်းဘတ်ပေါ့ခင်ဗျာထိုင်းဘတ်100ဖြစ်ပါတယ်ခင်ဗျာထိုင်းဘတ်100ကိုဒီမှာပေါ့ခင်ဗျာရမငွေဟာ12000ပေါ့ခင်ဗျာ800နဲ့49ဘတ်ရမယ်ပေါ့ခင်ဗျာကျွန်တော်တို့ကဒီမှာတော့ဖီအနေနဲ့လွှဲကားအနေနဲ့20ကျတာဖြစ်ပါတယ်ခင်ဗျာလွှဲကားအနေနဲ့20ကျရပေါ့ခင်ဗျာအဲ့လောက်ကိုကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာကျွန်တော်တို့ကသဘောတူရဆိုရင်ဒီ transfer နှိပ်လိုက်ရင်တော့ရပါပြီခင်ဗျာ
အခုကတော့ကျွန်တော်တို့ကပေါ့ခင်ဗျာဒီ true money နဲ့ပေါ့ခင်ဗျာထိုင်းကနေပြီးတော့မြန်မာပြည်ကိုတိုက်ရိုက်ငွေလွှဲမဲ့ဆိုရင်ပေါ့ခင်ဗျာဘယ်လိုလွှဲရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ